မင်္ဂလာပါခန့်ဖြစ်ပါရဲ့ဒီနေ့ကျွန်တော်တို့ရဲ့တိတ်ဆိတ်ငြိမ်သက်လှပရဲ့ပတ်ဝန်းကျင်ကိုမှတာခင်တက်တဲ့မြတ်ဆင်အောင်ရဲ့ချစ်ရတဲ့ customer တွေအတွက်ကျွန်တော်ကလှိုင်းသာမြို့နဝရီအင်အားမှာရှိရဲ့2RC စာအုပ်လုံးနဲ့မိတ်ဆက်ပေးခြင်းပါရဲ့ 2RC စာအုပ်ရဲ့အကျဉ်းပိုင်းပြင်ဆင်မှုလေးတွေကိုခန့်တဲ့လက်နဲ့ကြည့်ပေးဖို့အတွက်အကြံပေးခြင်းပါခင်ဗျာဒါကတော့အိမ်ဟန်းဝင်ခြင်းမှာတွေ့ရမယ် master bedroom လေးပဲဖြစ်ပါရဲ့ခင်ဗျာ master bedroom လေးရဆိုလို့ရှိရင်အိမ်သာရီချူကန်တွက်ရက်ပါဝင်တဲ့အပြင်ရေဘူးရေးဆက်တွေကိုလည်းထည့်သွင်းပြထားတာကိုတွေ့ရမှာပဲဖြစ်ပါရဲ့ဒါကတော့အလင်းအားကောင်းမွန်နဲ့လှပတဲ့အိမ်ခန်းမှာပဲဖြစ်ပါရဲ့ခင်ဗျာအိမ်မရဲ့နောက်မှာတွေ့ရတာကတော့ kitchen room လေးပဲဖြစ်ပါရဲ့ခင်ဗျာအသိမစင်ပြီးသားဖြစ်လို့အင်မတန်မှအဆင်ပြေစီပါရဲ့ဒါကတော့ dining room လေးပဲဖြစ်ပါတယ်အိမ်ရဲ့အောက်ထပ်မှာပဲ single room တစ်ခန်းကိုလည်းထပ်မံပြီးတော့တွေ့မြင်နိုင်ပါသေးတယ်single room ရဲ့အရှိမှာပဲရေချိုးခန်းအိမ်သာတွဲစရက်ပါဝင်တဲ့ bedroom တစ်ခန်းကိုတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုကျွန်တော်တို့အပေါ်ထပ်ကိုတက်ကြည့်ကြရအောင်ပါခင်ဗျာအပေါ်ထက်ကလည်းအရင်အားကောင်းမှုပြီးတော့တက်ရဲ့ကျင်းဝန်းလာပါတာကိုတွေ့ရပါတယ်အပေါ်တက်ကိုတက်ချင်မှာပဲကျွန်တော်တို့တွေ့ရမှာတော့ single bedroom တစ်ခန်းပဲဖြစ်ပါတယ်အဲကုန်းကလည်းတက်ဆင်ပေးပြီးသားပဲဖြစ်ပါတယ်ခင်ဗျာsingle bedroom ရဲ့ကက်လျက်မှာပဲနောက်ထပ် single bedroom နောက်တစ်ခန်းကိုထပ်မံပြီးတော့တွေ့နိုင်ပါတယ်ဒီခန်းကလည်းခုနကအခန်းလိုပဲအဲကုန်းတက်ဆင်ပေးပြီးသားပဲဖြစ်ပါတယ်ခင်ဗျာsingle bedroom နှစ်ခန်းရဲ့ရှိတဲ့မှာတော့ရေဘူးရေပါဝင်ပေးပြီးသားဖြစ်တဲ့ရေချိုးခန်းအိမ်သာတွဲရက်ကိုထပ်မံပြီးတော့တွေ့လွင်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ master bedroom လေးပဲဖြစ်ပါတယ်ခင်ဗျာ master bedroom ဆိုတဲ့အတိုင်းလင်းအားကောင်းကိုတက်ရက်စားပါပြီးတော့အဲကုန်းပါဝင်တဲ့အပြင်ရေချိုးခန်းအိမ်သာကလည်းရေဘူးရေစနစ်နဲ့တွဲရက်ပါဝင်ပြီးသားခန်းတစ်ခန်းပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်အရန်သဘောကျရတဲ့ဖျားကန်ဒါမှမဟုတ်အဲခန်းမှာပါပြုလုပ်နိုင်တဲ့ခန်းမကျပုံစံမျိုးလေးပဲဖြစ်ပါရဲ့ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ channel ကိုခဏလောက် like ပတ်ကြည့်ရအောင်ပါခင်ဗျာ channel မှာတော့တော်တော်လေးကျေဝန်တာကိုတွေ့ရပြီရေတန်းဆက်တွေကိုတက်ဆင်ပေးထားတာကိုလည်းတွေ့ရပါရဲ့ခင်ဗျာchannel မှာထပ်မံပြီးလုပ်နိုင်တာကတော့ပစ္စည်းပစ္စည်းရဲ့တန်းဆက်လို့ရမယ်စတိုဆောင်တစ်ခုပဲဖြစ်ပါရဲ့ခင်ဗျာဆန်နောက်မှာဆိုလို့ရှိရင်လေထမင်းဟင်းစတာတွေကိုချက်ပေးလို့ရမယ်စပူဆောင်အသေးလေးတစ်ခုကိုအပိုအနေနဲ့ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာခြံလေးကတတ်တရရလှပနဲ့နေထိုင်လို့အင်မတန်ကမှအဆင်ပြေစီမဲ့နေရာကောင်းတဲ့နေရာပဲဖြစ်ပါတယ်ခင်ဗျာကဲဒီနေ့ခန်းပြပေးသွားရင်လှိုင်းလာမဲ့နဝရီအိမ်ရိုင်းမှာရှိရဲ့ဒီအိမ်ကိုစိတ်ဝင်စားလို့တိုင်းတဲ့ဆိုလို့ရှိရင်တော့ခန်းတို့ရဲ့များစရာ Facebook page Messenger ကနေပြီးတော့ဆက်သွယ်ဆွမ်းနိုင်တယ်လို့39933350ကိုလည်းဆက်သွယ်စုံစမ်းပြီးတော့မေးမြန်းဝယ်နိုင်ပါတယ်ခင်ဗျာတိန်းပေါင်းဝယ်အရာဖွင့်ဆိုထားပြီးတော့80အကျယ်ဝန်းရှိရဲ့ဒီအိမ်ကိုစိတ်ဝင်စားရဆိုရင်အမြဲတမ်းထုတ်တယ်ဖို့အတွက်ထပ်ရနေပြီးတော့ကြံပေးခြင်းပါတယ်ခင်ဗျာတတာ